ကျမဘွားကိုတိုးတက်ပြောင်းလဲသွားစေတဲ့အတွေးတစားနဲ့ဆုံးဖြတ်ချက်ဒီနေ့ကျမကတော့ကျမရဲ့ story လေးကိုအနေချင်းပြောပြချင်ပါတယ်ကျမကလေလွန်ခဲ့တဲ့9နှစ်ကျော်အချိန်ကာလတုန်းကကိုပိုင် construction လုပ်ငန်းတစ်ခုကိုပိုင်ဆိုင်ထားပြီးတော့မှဒီလုပ်ငန်းထဲမှာလည်းအရင်းအမြအများကိုထည့်ဝင်ထားပြီးတော့အချိန်ဟုန်ကောင်းကောင်းနဲ့လည်ပတ်နေတာပေါ့အဲ့ဒီလုပ်ငန်းကလည်းအရန်ကိုအောင်မြင်တဲ့အခါမှာကျမမှာအိမ်ကားမြေပိုင်ဆိုင်မှုများစွာလည်းရရှိခဲ့ပါတယ်ဒီလိုမျိုးမြန်မြန်ဆိုင်ဆိုင် team work ကောင်းကောင်းနဲ့လုပ်ကိုင်နေရနေပြီးတော့အခြေအနေရကြောင့်ပဲကျမရဲ့လုပ်ငန်းကရပ်တန့်သွားခဲ့ရတယ်ဒီလိုမျိုးရပ်တန့်သွားတဲ့အချိန်မှာငွေကြေးဆုံးရှုံးမှုတွေပစ္စည်းဆုံးရှုံးမှုတွေအများကြီးရှိခဲ့ရတယ်ဒါအပြင်မှာဆယ်စုနှစ်တစုစာအောင်မြင်အောင်တည်ဆောက်ထားခဲ့တဲ့ကျမရဲ့ business တစ်ခုကလည်းအလုံးစုံပြတ်သုံးခဲ့ရတာပေါ့အဲ့ဒီအချိန်မှာစိတ်ဓာတ်တွေအရန်ကျတယ်ရစရာရှိတဲ့ငွေကြေးတွေကလုံးဝမရတော့ဘဲနဲ့ပေးစရာရှိတဲ့ပတ်စံတွေသာဖန်တီးပြီးပေးနေရတာပေါ့ပြောရမယ်ဆိုလို့ရှိရင်ဝင်ငွေလုံးဝမရှိဘဲနဲ့ထွက်ငွေတွေသာရှိနေခဲ့တယ်ပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေလည်းတစ်ခုပြီးတစ်ခုရောင်းချရင်းနဲ့တဖြည်းဖြည်းနဲ့ကုန်လာခဲ့တယ်ဘဝကိုလက်လျှော့လိုက်ခြင်းပေမဲ့ကိုယ့်ကိုမိခိုးနေတဲ့ကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့မိဘတွေဒါတွေကိုပြန်ကြည့်ပြီးတော့အားပြန်တင်ခဲ့ရတယ်အရင်တုန်းကလုပ်ခဲ့တဲ့စီးပွားရေးကိုပြန်ပြီးတော့စဖို့ကလည်းတဖြည်းဖြည်းနဲ့ဝေးလာခဲ့ရတယ်ဒါကြောင့်ပဲကျမနဲ့အမျိုးသားနဲ့တိုင်ပင်ပြီးတော့မှတခြားစီးပွားရေးလုပ်ငန်းတစ်ခုကိုပြောင်းလို့ဖို့အတွက်စဉ်းစားခဲ့ကြတာပေါ့အဲ့ဒီလိုရွေးချယ်ကြည့်ပြန်တော့လေပြန်ပြီးတော့ရင်းနှီးရမယ်ငွေကြေးအရင်အနည်းတွေနေရာတွေဆိုင်ငန်းတွေပြည်ဘောကတွေဝန်ထမ်းတွေဒီဟာတွေကိုပြန်ပြီးတော့စဉ်းစားရင်းနဲ့ပဲရင်မောကပြန်တယ်အဲ့လိုနဲ့ပဲကျမတို့လုပ်စရာအလုပ်မရှိတော့ဘူးလားကျမတို့လုပ်တတ်တဲ့အလုပ်မရှိတော့ဘူးလားဆိုပြီးတွေးပြီးတော့စိတ်ဓာတ်ကကြာရပြန်ရောစိတ်ဓာတ်ကကြာလာတဲ့ခါကျတော့ဖုန်းလည်းမကြည့်ကျင်တော့ဘူးလူတွေနဲ့လည်းစကားမပြောကျင်တော့ဘူးဘာဆိုဘာမှမသိကျင်တော့ဘူးအဲ့ဒါနဲ့ပဲကျမကလူတွေနဲ့ဝေးတဲ့နေရာလူတွေနဲ့များများမမြင်ရတဲ့ကျမရဲ့တောင်ကြီးကထောပတ်ချန်ထဲမှာသွားပြီးတော့နေခဲ့တယ်အဲ့လိုနေရင်းနဲ့တနေ့မှာတော့ကျမကတွေးလိုက်မိတယ်ငါဒီလိုနေလို့တော့မဖြစ်ဘူးကိုလှုပ်လို့ရမယ်ဒီလိုအခြေအနေမျိုးမှာလှုပ်လို့ရမယ် business တစ်ခုခုဝင်ငွေလမ်းကြောင်းတစ်ခုခုကတော့ရှိနေအောင်ပါပဲအဲ့လိုတွေးလိုက်မိတဲ့အတွေးတစားကကျမဘဝကိုပြောင်းလဲသွားစေမယ်အတွေ့အကြုံဖြစ်နေခဲ့ပါတယ်။အဲ့ဒါနဲ့ပဲကျမကဖုန်းကိုပြန်ကင်ပြီးတော့ဘလို့လူမျိုးတွေနဲ့ဘလို့အလုပ်မျိုးတွေကအောင်မြင်မှုမြန်လာလဲ risk နဲ့လဲအရင်နှီးသက်တာလဲဒါတွေကိုကျမကစတင်ပြီးတော့လေ့လာခဲ့တယ်။အဲ့ဒီမှာကျမတွေ့လိုက်ရတာက digital လမ်းကြောင်းတစ်ခုဖြစ်တဲ့ YouTube ကနေပြီးတော့ digital income တွေရနေတာကိုကျမကလေ့လာခဲ့ရတယ်။အဲ့လိုနဲ့ကျမလည်းအရင်စိတ်ဝင်စားသွားပြီးတော့ digital နဲ့လုပ်တဲ့ business တွေ digital income ရနိုင်တဲ့လမ်းကြောင်းတွေကိုကျမကလေ့လာနေခဲ့တယ်။အဲ့လိုလေ့လာနေရင်းနဲ့ပဲကျမဘဝအတွက်အလင်းရောင်ကျမရဲ့အနာဂတ်ကိုမြင်နိုင်မဲ့စီးပွားရေးလုပ်ငန်းကြော်ညာတစ်ခုကိုကျမကတွေ့ရှိခဲ့တယ်။အဲ့လိုနဲ့ကျမကအသေးချာလေ့လာပြီးတော့မှ digital ဆိုတဲ့လမ်းကြောင်းကိုစပြီးတော့ငါရှောက်တော့မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချနိုင်ခဲ့ပါတယ်။ဒီလိုမျိုးကိုဘဝကိုပြောင်းလဲစေတဲ့အတွေးတဆဆုံးဖြတ်ချက်တစ်ခုကနေပြီးတော့ဒီနေ့ကျမအကျိုးကျေးဇူးများစွာခံစားနေရပါပြီ။ digital income ကိုလည်းကောင်းစွာရရှိနေပြီးတော့မှမိသားစုကိုလည်းကောင်းစွာစောင့်ရှောက်နိုင်နေပါတယ်။ဒါကြောင့်ကျမရဲ့မိတ်ဆွေတွေကိုအားပေးချင်ပါတယ်။ဘဝကိုလက်လျှော့အရှုံးပေးတော့မယ်ကြံနိုင်ဒီအခြေအနေတွေကိုငါကြော်လွှားနိုင်ရင်နောက်မှာတာယာဖြောင့်ပြူတဲ့အနာဂတ်တစ်ခုရှိနေတယ်ဆိုတာကိုယုံကြည်ပေးပါကျမတို့ကိုလိုအပ်နေတဲ့မိသားစုတွေသားသမီးတွေသူတို့တွေရှိသေးတယ်သူတို့ကိုအကောင်းဆုံးစောင့်ရှောက်ခြင်းနဲ့အကောင်းဆုံးမြင့်တင်ပေးခြင်းနဲ့ဆိုတဲ့စိတ်နဲ့ပြန်ပြီးတော့ရုန်းကန်ကြည့်ပါကျမတို့ချစ်ရတဲ့မိသားစုတွေကိုအကောင်းဆုံးတွေဖန်တီးပေးနိုင်ဖို့ digital business ဆိုတဲ့စီးပွားရေးအခွင့်အလမ်းကောင်းကလည်းမိတ်ဆွေတို့ရှေ့ကိုရောက်ရှိနေပါပြီဒီအခွင့်အရေးကိုအမိရဆုပ်ကိုင်ပြီးတော့မှမိတ်ဆွေတို့ရဲ့အနာဂတ်ကိုအကောင်းဆုံးပုံဖော်ဖန်တီးကြပါလို့ကျမတိုက်တွန်းချင်ပါတယ်ဒီ business နဲ့ပတ်သက်ပြီးတော့အသေးစိတ်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်เนาะကျမရဲ့ website မှာကိုယ့်ရဲ့နာမည်နဲ့ email ကို register လုပ်ပြီးတော့လေ့လာနိုင်တယ်လို့ကျမရဲ့ Facebook page ကနေလည်းလာရောက်ပြီးတော့ဆက်သွယ်မေးမြန်းနိုင်ပါတယ်အားလုံးကိုကူညီသင်ကြားပေးဖို့အတွက်ကျမအဆင်သင့်ရှိနေပါတယ်ကျမကတော့ digital business မှာလုပ်ကိုင်ရင်းနဲ့အောင်မြင်မှုရရှိနေပြီဖြစ်တဲ့ business consultant အမန်တာတယောက်ပဲဖြစ်ပါတယ်ရှင်ကျမခိုင်ရင်မုံပါ